ပြရတော့မှရှင် split 3နေနေပဲပြန်ပြီးတော့လွတ်မြောက်သွားတယ်ဗျာ လုံးဝမတည်သွားဘူးနော်ပြန်ထွက်လာသေးရအလီတာ နောက်မှလည်း Elita တော့ shot miss to pitch damage တွေကြားမှာတစ်ဖက်ကလည်း push လေးကိုပြန်ပြီးတော့ HP regeneration ပြန်ပေးထားခဲ့ရင်ပဲလက်ရှိ Ruki တောက်တကောင်ဆက်လက်ပြီးတော့ ဆက်လုံးနေမယ်ဆိုတော့ကြည့်ရမယ်အဓိက Maxman တစ်ကောင်ရဲ့ကြားမှာ Iron သွားလာဖို့ကလည်းကွာဟာလာပြီးလို့ပြောလို့ရတယ်တစ်ဖက်မှာလည်း Moscow အနေနဲ့ Window Teacher ပြပြီးတော့3နာသေးမှာဆိုတော့လည်းတောက်ရှောက်ပြင်းနေတယ်ပဲ Elita ဟဲ့တော့အဆုံးသက်ပေးလိုက်တယ်ပဲကျွန်တော်တို့ Tower တွေကိုငှဲ့နေခဲ့တဲ့ AI Esports တင်ဒီချိန်မှာတော့ Mid Second Tower ကိုထပ်ပြီးတော့ယူရသေးပါ PS စိုးစေပါ PS တော့မဒီနာတဲပြီးတော့ပြေအောင်ပြီးအောင် distraction နဲ့တူပဲတခါတည်းကို Android ပဲဖြစ်နေ တောက်ရှော့ဆိုလို့တက်လာဖို့တော့ရှိနေခဲ့ပါပြီ မီနီဝေးကတောက်လျှောက်တက်လာအောင်မှာဆိုတော့ကျွန်တော် only mega force man နေတာဟမ် mystery တောက်ကသွားနေတယ်ပဲ oh my jenny ဆက်လက်ပြီးတော့အဆုံးသက်ပေးထားတယ်ဗျာ တောက်လျှောက်ဆိုသလိုပဲ AI Esports တင်ဒီ lot နဲ့တူပဲတဲပြီးတော့ force လာပြီဗျာ9ယောက်2ယောက်ဆိုတဲ့ခြေတစ်ခုမှာ stay Lina ဘိုင်လုံးပြနိုင်မလဲအကောင်းဆုံးတစ်ဖက်မှာတော့ကြိုးစားနေတော့ပါပဲနောက်မှလည်း PS နဲ့တူပဲ Leather Rain မှာထပ်ပြီးတော့3နဲ့နောက်မှ Elita